မန်ယူစပါးရှုံးခဲ့ပြီးတော့မှကျန်တဲ့အသင်းကြီးတွေအမှတ်ရရှိခဲ့တဲ့ Premier League ပွဲစဉ်တစ်ကျွန်တော်အားလုံးပဲမင်္ဂလာပါဘာမကနာ YouTube channel ရဲ့ကြိုဆိုလိုက်ရပါတယ်ဒါဒီနေ့ကတော့ဒါ Premier League ပွဲစဉ်တွေအားလုံးပြီးဆုံးသွားခဲ့ပြီပထမပွဲစဉ်တွေအားလုံးပြီးဆုံးသွားပြီနောက်ပွဲစဉ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဒါဒီအာဆင်နယ်အသင်းကတောက်ကြနေမှာစပြီးတော့မှကန်တယ်ဒါ Coventry တက်တဲ့ Coventry အသင်းကို 3-0 နဲ့နိုင်တယ်ပြီးတော့ဒါစနေနေ့မှာဆိုရင်ဒါဟာစီတီနဲ့မန်ယူတို့ကန်တယ်မန်ယူဟာစီတီကို2-0နဲ့ရှုံးနေသွားတယ်ပြီးတော့တက်တဲ့အသင်းတွေကနောက်သိဖြစ်တဲ့ Ipswich Town နဲ့ဆန်နာလန်တို့ကန်တယ်ဆန်နာလန်ကသူ့အိမ်ကွင်းမှာဆန်နာလန်ကအဝေးကွင်းမှာIpswich Town 2-1နဲ့ရှုံးနေသွားခဲ့တယ်ဒါ Everton ဆိုရင်တော့သူ့အိမ်ကွင်းမှာဒါ Craven Cottage မှာတော့ဒါ Everton က Crystal Palace အသင်းကို2-0နဲ့အနိုင်ရရှိသွားတယ်Nottingham Forest ကတော့ဒါသူတို့အိမ်ကွင်းမှာဒါ Leeds United ကို1-0နဲ့ရှုံးနေသွားခဲ့တယ်အမှတ်မရပဲဖြစ်သွားခဲ့တယ်ဒါ Brentford ကတော့ဒါဒီပွဲစဉ်တစ်ရဲ့ expressive ဖြစ်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲကိုဖန်တီးသွားတယ်လူတွေအများကြီးဖိထားတဲ့ဒါ Spurs အသင်းကိုအိမ်ကွင်းမှာ3-0နဲ့အနိုင်ယူပြီးတော့မှပြပြသားသားကိုအနိုင်ယူသွားခဲ့တယ်နောက်တစ်ပွဲကတော့ဒါ Man City နဲ့ဒါဘုံမောက်ပေါ့ဘုံမောက်ဆိုတာလဲဒါ Man City ကိုအမြဲတမ်းဒုက္ခပေးနေတဲ့အသင်းဒါ Man City ရဲ့ Etihad ကွင်းမှာဘုံမောက်တို့ဥဆောင်ကိုရထားပြီးတော့မှဒါပွဲချိန်တော်များကိုစိုးမိုးထားနိုင်ခဲ့ပြီးမြဲလေဒါ Man City ကိုနောက်ဆုံးချိန်မှာတော့အနိုင်ဂိုးတွေခြေပါဂိုးနဲ့အနိုင်ဂိုးတွေသွင်းပြီးတော့မှ2-0နဲ့နိုင်သွားပြီးတော့မှ3မှတ်ရရှိသွားခဲ့တဲ့ week ဖြစ်တယ်ဒါ Brighton ကတော့ဒါ Express ဒီ Armour Stadium မှာ Mega Express Stadium မှာဒီကောင်းလေးဒါ Aston Villa ကိုအခန့်ကစားတယ်တော်တော်ကောင်းမွန်လို့နဲ့ဒါကစားကွက်တွေတော်တော်ကောင်းမွန်တဲ့ခြေစွမ်းနဲ့ Aston Villa ကိုအနိုင်ရရှိသွားတယ်4-0ဆိုရဂိုးပြက်ရခြေပြက်ရတဲ့နဲ့ကိုအနိုင်ရရှိသွားတာဖြစ်တယ် Aston Villa ကလူတွေရောင်းထားတယ်လူတွေကောင်းတဲ့လူတွေပြန်ပြီးဝယ်ထားတယ်ဆိုပေမဲ့လည်းဒါ Brighton အသင်းကိုဒါပို့ဆိုးပတ်သက်ကိုရှုံးနေသွားတယ်၄ဂိုးသွင်းပြီးမှပဲလူတယောက်ထွက်သွားတာဖြစ်တဲ့ကြောင့်မို့၄ဂိုးကတော့ဒါတုံးဝါကိုတိကျကျကိုသွင်းခံလိုက်ရတာဖြစ်တယ်နောက်ပွဲကတော့ဒါ Newcastle နဲ့ Liverpool အသင်းတို့ရဲ့ပွဲ Newcastle နဲ့ Liverpool အသင်းတို့ပွဲကတော့ပွဲကောင်းတဲ့ပွဲပဲဗျ Newcastle နဲ့ Liverpool ပွဲကိုကျွန်တော်ကြည့်ရတဲ့အချိန်မှာ Newcastle တော်တော်ကောင်းတယ်လူတွေရောင်းထားတယ်လူအများကြီးထွက်သွားတယ်အသင်းကောင်းဆောင်တွေထွက်သွားတယ်ဆိုပေမဲ့လည်းဒါဒီလီဗာပူးအသင်းကိုကောင်းကောင်းကစားနိုင်တယ်ဒီစိန်ကြီးဘက်ဆိုတာ Newcastle ရဲ့အောင်မြင်ဖြစ်တယ်စိန်ကြီးဘက်မှာဆိုဘယ်အသင်းဆိုဒုက္ခပေးတဲ့အညီဒါ Newcastle တော်တော်ကြီးကောင်းမှုဆော့သွားတယ်ပွဲချိန်ဒီဟာမိနစ်90 95 94 95လောက်ထိကိုဒါ2-1နဲ့ဥဆောင်ထားပြီးတော့မှလီဗာပူးကိုအနိုင်ယူဖို့ကြိုးစားခဲ့တယ်နောက်ဆုံးမိနစ်ပေးခဲ့ရတဲ့ penalty ကြောင့်ဒါလူဟော်ရဲ့ penalty အမားချက်ကြောင့်ပေးရတဲ့ penalty ကြောင့်ဒါလီဗာပူးကိုတေးခွင့်ပြုပေးရတော့တယောက်တစ်ပတ်စီခွဲယူသွားတယ်နောက်ပွဲကတော့ဒါတနင်္လာနေ့ညမှာကန်တဲ့Chelsea နဲ့ဒါဖူဟန်တို့ရဲ့ပွဲနောက်လန်ဒန်ဒါဘီပေါ့ဗျာဖူဟန်ရဲ့ဒါဖူဟန်ရဲ့အိမ်ကွင်းမှာလာကန်တယ်ဒီChelsea ကဒါလန်ဒန်ဒါဘီပွဲအနေနဲ့ကန်တယ်ဒါရီယယ်နီးပြဟောင်း2ယောက်ဒါအသင်းပေါ်ဟောင်း2ယောက်ရဲ့ထိပ်တိုက်တွေ့ဆုံတဲ့နီးပြရဲ့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲလေးဖြစ်တယ်ဒီနေ့ပွဲစဉ်မှာတကယ်ကောင်းတဲ့aggressive performance ကိုနှစ်သိန်းလုံးပြသွားခဲ့တယ်ဒါဖူဟန်လည်းဒါနီးပြသိနေဆိုပေမဲ့တော်တော်ကောင်းမွန်တဲ့ခြေစွမ်းနေနဲ့ဆော့သွားတယ်ဒီပွဲမှာအချီးကျူးစရာကောင်းတော့ Chelsea တော်တော်တိုက်စစ်တော်တော်ကောင်းနဲ့ကိုဆော့သွားနိုင်တယ်တော်တော်ကြီးကိုစိုးမိုးဆော့သွားနိုင်တယ်ကွင်းနဲ့ဒါနောက်တန်းလေးဂိုးသမားပေါ့ဗျာကျွန်တော်အရင်ကပြောခဲ့လို့ပဲဂိုးသမားတော့နည်းနည်းဒါ Chelsea မှာပြဿနာတစ်ခုရှိရယ်နောက်တန်းတော့တော်တော်ကောင်းလာပြီလက်ခွားလဲပါလိုက်ဆိုဒါတော်တော်ကောင်းတယ် Reece James နဲ့တော်တော်ကောင်းမွန်တဲ့အနေအထားမှာရှိရယ်အဲ့တော့Chelsea ကတော့ပြောရမယ်ဆိုကျွန်တော်ခံမှန်းထားခဲ့လို့ပဲဒီရာသီမှာအဆင့်နဲ့ဒါရာသီသိမ်းမယ်ကိုကျွန်တော်ခံမှန်းထားခဲ့တဲ့အတိုင်းပဲChelsea ကတော့ဒါအခုချိန်မှာလှုပ်ပြနေပြီဒါဖူဟန်ရဲ့အိမ်ကွင်းနိုင်ဖို့ခဲရင်တဲ့အိမ်ကွင်းမှာတော့ဒါChelsea တို့ကအနိုင်ဆော့သွားနိုင်တယ်ဆိုတာတော့ဒါဒီရာသီရဲ့impressive performance တွေကတခုပဲဖြစ်တယ်Chelsea တိုက်စစ်ကိုလည်းကျွန်တော်တို့စောင့်ကြည့်အောင်ပါဖြစ်တယ်ဒါဒီပွဲတွေနေပြီးသွားတဲ့အချိန်မှာတော့ဒါ table မှာတော့ဒါ Brighton တော့Aston Villa ကို4ဂိုးသွင်းထားခဲ့တဲ့ကြောင့်မို့ဇီယာထိပ်မှာဥဆောင်နေတယ်3မှတ်နဲ့ပြီးတော့ Brentford Arsenal 3မှတ်စီရထားတယ်3ဂိုးစီသွင်းထားတယ်ကိုကွာချက်ဟာစီတီကနံပါတ်4နေရာမှာရှိတယ် Man U 2-0နဲ့နိုင်ထားဖြစ်တဲ့ကြောင့်မို့ Everton နဲ့2-0နဲ့နိုင်ထားဖြစ်တဲ့ကြောင့်မို့ဒါဇီယာရဲ့နံပါတ်4နေရာမှာရှိနံပါတ်5နေရာမှာရှိတယ် Chelsea ကတော့ဒါဖူဟန်ကို3-0နဲ့နိုင်ထားဖြစ်တဲ့ကြောင့်မို့6ကွာချိုက်တက်ကတော့တကိုးဆိုပေမဲ့3ဂိုးသွင်းထားတဲ့ကြောင့်မို့ Chelsea ကအဆင့်6နေရာမှာရှိနေတယ် Ipswich Town ကလည်းဒါ2-0နဲ့နိုင်ထားဖြစ်တဲ့ကြောင့်မို့
3မှတ်နဲ့ဒါအဆင့်ခွန်မှာရှိရဲပြီးတော့မန်စီ2ဂိုးနဲ့နိုင်ထားပြီကျွန်တော်မန်စီ3မှတ်နဲ့အဆင့်8မှာရှိရဲleague ကတကူးစီးနဲ့နိုင်ထားမလို့3မှတ်နဲ့ဒါအကောကွာကျတဲ့တကူးနဲ့ရှိနေတယ်နောက်ပြီးတော့မှလီဗာပူးနယူကာဆယ်ဖူဟမ်ဒါဘုံမောက်ဆန်နာလန်ဂျော်ဒန်ဖော်ရက်ပဲလစ်မန်ချက်စတာယူနိုက်တက်စပါးနဲ့ကိုဗင်ထရီအက်စတိုမီလာတို့ကဒါဇာ1 to 20ရက်တည်နေကြရပဲဖြစ်ပါတယ်ဒီဘက်week 1မှာဘယ်အသင်းတွေဘယ်ပွဲစဉ်တွေကအကောင်းဆုံးဖြစ်ခဲ့တယ်ကိုဘယ်ကြိုက်ဆုံးဘယ်ကိုရဲ့ဘယ်ကြိုက်ဆုံးကိုဘယ်ပွဲတွေကိုအကြိုက်ဆုံးဖြစ်ခဲ့တယ်ဆိုတာကိုအောက်မှာဆွေးနွေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦး